အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့15မိနစ်လောက်ပဲချင်းပေးရုံနဲ့ခန္ဓာကိုယ်တစ်ခုလုံးစာအတွက်လေ့ကျင့်ခန်း full body exercise ကိုဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုပြသပေးတော့မှာဖြစ်ပါတယ် Okay let's start the video နံပါတ်1အနေနဲ့ကတော့ push up လို့ခေါ်တဲ့တိုက်ထိုးလေ့ကျင့်ခန်းပါတကြော့ကို10ခါလောက်နဲ့9ကြော့လောက်ထိုးပါနံပါတ်2ကတော့ crunch လို့ခေါ်တဲ့အိဋ္ဌာမတင်ပဲဖြစ်ပါတယ်အိဋ္ဌာမတင်ကိုလွယ်လွယ်ကူနဲ့လုပ်လို့ရတဲ့ဟာ3မျိုးလောက်ထိရှိပါတယ်ပြီးရင် twist cramပြီးရင် knee to chest ကိုလုပ်ပါနံပါတ်3အနေနဲ့ကတော့ squat ပဲဖြစ်ပါတယ်မြန်မာလိုထိုင်ထားပေါ့လက်ကူနဲ့တကယ်ကိုကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်Okay ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုဖော်ပြခဲ့တဲ့အဆင့်တစ်ဆင့်ချင်းစီကိုလိုက်လို့ချင်းအဖြစ် full body ကိုတိစောက်နိုင်မှာဖြစ်ပါတယ်ဘိုးတုဒတစ်ခုအနေနဲ့ပြောချင်တာကတော့ push up လို့ခေါ်တဲ့တိုက်ထိုးလေ့ကျင့်ခန်းကိုလုပ်တဲ့အခါမှာ squat လို့ခေါ်တဲ့ထိုင်ထားပေါ့အဲ့ဒါကိုမဖြစ်မနေလုပ်တင်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ခန္ဓာကိုယ်အပေါ်နဲ့အောက်ညှအောင်လို့ဖြစ်ပါတယ်ဒီတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကျမှပြန်ဆောင်ကြမယ်